ဝဝလေးကစမင်းညက်ဆိုင်မှာတန်ရှင်းရဲ့အလုပ်လုပ်ရပါတယ်။တနေ့တော့တရားသူကြီးတယောက်စမင်းညက်ဖို့ဆိုင်ကိုရောက်လာတယ်။ဒါပေမဲ့စမင်းညက်ဆရာကအပြင်သွားနေတယ်။တရားသူကြီးကဝဝလေးကိုစမင်းညက်ဆရာထင်ပြီးစမင်းညက်ခိုင်းလိုက်တယ်။သူကတန်ရှင်းအသမားဖြစ်တဲ့အကြောင်းပြောဖို့လုပ်ပေမဲ့တရားသူကြီးကနားမထောင်ခဲ့ဘူး။ဒီလိုနဲ့ဝဝလေးလည်းစမင်းသားကုန်မဲ့ပညာမကုန်စေရဘူးဆိုပြီးညှက်ပေးလိုက်တာတရားသူကြီးရဲ့နောက်စီမှာတကြောင်လင်းသွားပါတယ်။သူလည်းကော်ရီနဲ့စမင်းစတွေကိုပြန်ကပ်ပေးလိုက်တယ်။ဒါပေမဲ့တရားသူကြီးကတီးသွားခဲ့ပြီးသူ့ကိုအမှုဖွင့်ပြီးတရားရုံးကိုဆင့်ခေါ်လိုက်တယ်။ပြီးတော့သူ့ကိုထောင်တန်းနဲ့အမိန့်ချလိုက်တယ်။ထောင်ထဲရောက်တော့သူကဝစ်လျှော်ရဲ့အလုပ်ကိုလုပ်ရတယ်။သူလည်းအဝတ်တွေကိုအဝတ်လျှော်ဆက်တဲ့အကုန်ထည့်ပစ်လိုက်တယ်။သူ့အင်ဂျီတွေကိုလည်းတခါတည်းထည့်လျှော်လိုက်တယ်။ပြီးမှသူ့ရဲ့ခြေအနီအောင်ကိုအထဲထည့်မိသွားတာတတိယသွားတယ်။သူလက်စက်ကိုအမြန်သွားဖွင့်ပေးမဲ့လက်ကင်ကကျိုးသွားတယ်။ခဏကြာတော့အဝတ်လျှော်ဆက်ထဲကရေတွေအကုန်လုံးအနီအောင်တွေဖြစ်သွားတယ်။နောက်ဆုံးတော့ထောင်ထဲကလူဆိုးကြီးတွေဟာပန်းအောင်ထောင်ယူနီဖောင်းလေးတွေနဲ့လှသွားကြပါတယ်။ထောင်သားတွေကသူ့ကိုဒေါသထွက်နေတော့သူလည်းငြိမ်ပြီးထမင်းစားနေလိုက်ရတယ်။ဒါပေမဲ့တလုတ်စားပြီးတာနဲ့သူကပြန်အထွက်သွားတယ်။သူလည်းစားစရာတွေကစားလို့မကောင်းဘူးလို့ပြောလိုက်တယ်။ထောင်သားတွေကအစားတောက်နဲ့ပတ်သက်ပြီးစဖို့မှုကိုသွားမရှုပ်ဖို့တားလိုက်တယ်။ဒါပေမဲ့သူကစဖို့မှုစီသွားပြီးဒီပေါင်မုန်းတဲ့စားစရာတွေကစုပ်ပြက်နေတာပဲ။ထောင်သားတွေကိုစော်ကားတယ်လို့ဖြစ်နေတယ်လို့သွားပြောလိုက်တယ်။ထောင်သားတွေကဝဝလေးတော့မတာပေါ်တော့မယ်လို့တွေးနေတယ်။ပြီးတော့ပေါင်မုန်းမာလားမမာလားစမ်းကြည့်ဆိုပြီးစဖို့မှုကောင်းကိုရိုက်ထည့်လိုက်တယ်။အချင်းရီနဲ့ညှစ်မိလိုက်ပြန်တယ်။သူကပြန်တုပ်ပေးပေမဲ့ပိုပြီးဆိုးသွားခဲ့တယ်။သူလဲလန့်ပြီးထောင်သားတွေကိုအကူအညီတောင်းဖို့လှည့်လိုက်တော့အကုန်လုံးစပွဲခုံအောင်ဝင်ပုံးနေကြတယ်။စဖို့မှုလည်းသူ့ကိုဖမ်းဆွဲပြီးဒီနေ့ညစာကတော့ဝဝအသားစီပြန်ချက်လို့ပြောလိုက်တယ်။သူလည်းကြောက်လန့်ရုံးကန်ရင်သူ့လှုပ်ထားတဲ့ပေါင်မုန်းကိုစဖို့မှုပတ်ဆက်ထဲကိုထဲမိသွားပြန်တယ်။အဲ့ဒီချိန်မှာစဖို့မှုရဲ့မျက်နှာကပြောင်းသွားခဲ့တယ်။ဒီလောက်စားကောင်းတဲ့ပေါင်မုန်းကိုတခါမှမစားဘူးသေးဘူးဆိုပြီးချက်ချင်းသူ့ကိုလက်ထောက်စဖို့မှုခန့်လိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးဝဝလေးဟာထောင်ရဲ့စဖို့မှုတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။